လောကမှာတန်ဖိုးထားရဆုံးနဲ့အမြတ်နိုးဆုံးအရာကဘာလဲလို့မေးလာခဲ့ရင်ဘဝကိုလွတ်လွတ်လပ်လပ်လေးဖြတ်တန်းသွားခြင်းပဲပေါ့ပေါ့ပါပါလေးနှလုံးစိတ်ဝမ်းငြိမ်းချမ်းစွာနဲ့ဖြတ်တန်းသွားခြင်းပဲကိုယ်တိုင်ကနှလုံးစိတ်ဝမ်းငြိမ်းချမ်းခြင်းနဲ့ပေါ့ပေါ့ပါပါလေးနေခြင်းနဲ့ဆိုတဲ့အတွက်ကြောင့်မို့ကိုယ်နဲ့ပတ်သက်ရတဲ့လူတိုင်းဘယ်သူတဦးတယောက်ကိုမှချစ်ချင်းမြတ်တာဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့မချီနှောင်ခြင်းတော့ဘူးမဖက်တွယ်ထားခြင်းတော့ဘူးမစုပ်ကင်ထားခြင်းတော့ဘူးလေမနှောက်ယှက်ခြင်းတော့တန်ရောစဉ်ဆိုတဲ့ကျိုးလေးကိုအကြောင်းပြပြီးတော့လဲမချီနှောင်ခြင်းတော့ဘူးမဖက်တွယ်ခြင်းတော့ဘူးဆွဲကင်မထားခြင်းတော့ဘူးလေကိုယ်တိုင်လွတ်လပ်ခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့ပေါ်ပါခြင်းနဲ့ဆိုမှတော့သူတို့ကိုလည်းလွတ်လပ်စေခြင်းနဲ့သူတို့လည်းသူတို့ဘဝနဲ့သူတို့ငြိမ်းချမ်းပါစေကိုလည်းကိုဘဝနဲ့ကိုငြိမ်းချမ်းပါစေတကယ်တမ်းနှလုံးစိတ်ဝမ်းငြိမ်းချမ်းမှုစိတ်ဟာပေါ်ပါပြီးတော့အေးချမ်းဖို့ဆိုတာကစာတွေဖတ်နေရုံနဲ့လည်းမရဘူးတရားတွေနာနေလိုက်ရုံနဲ့လည်းမရဘူးဘသူဩဝါဒတွေကိုဘလောက်ပဲနားထောင်မရဘူးတကယ်တမ်းငြိမ်းချမ်းဖို့အတွက်ကိုယ်တိုင်အေးချမ်းဖို့အတွက်ဆိုရင်ကိုယ်စိတ်ကိုကိုယ်တိုင်ပြုပြင်နိုင်ဖို့လိုတယ်ဆုံးမနိုင်ဖို့လိုတယ်ကိုယ်စိတ်ကိုကိုယ်တိုင်မှမပြုပြင်ဘူးမဆုံးမဘူးမပြောင်းလဲနိုင်ဘူးဆိုရင်တော့ဘလောက်ကောင်းတဲ့ဓမ္မဂတိကရဲ့တရားပဲနာလူကောင်းဖြစ်လာမှာမဟုတ်ဘူးလူတော်တရားလည်းဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်သူများဆုံးမတယ်လို့ကိုလည်းဆုံးမပါကိုလည်းပြုပြင်ပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းပါ